ဒီနေ့တော့ကျန်းစာထက်ကရုပ်ဝတ်စမ်းကြည့်ပြီးလူတွေအများကြီးစိတ်ဝင်တစားရှိကြတယ်။ဗျာဒိတ်ကျန်းထက်ကတာရဲ့အကြောင်းကိုအတူတူလေ့လာကြည့်ကြအောင် ရာဒီကျန်ကိုဖွင့်လိုက်တာနဲ့ဒီလိုတုံလုံး6ချားဆရာမြင်ကွင်းကြီးနဲ့စားထားတာပါစဉ်းစားကြည့်လေပင်လယ်တွေကနေတတ္တဝါကြီးတစ်ကောင်တက်လာပဲသူ့ပုံစံကကြားတစ်လိုပဲခြေထောက်တွေကဝက်ဝန့်ခြေထောက်လိုပါဆက်ကလည်းချင်းတစ်ပါဆက်လို့ဆိုတော့တော်ကြောက်စရာကောင်းပါပဲနော်အဲ့တော့မေးစရာရှိလာတာကဒီလိုပုံရိပ်ကတကယ်ရောဘာလို့ဆိုလို့ချင်တာလဲ ။ကဲဒီရုပ်ဝတ်စမ်းကြည့်တဲ့တတ်တော်အကြောင်းကိုနားလည်ဖို့ဆိုရင်လေသူဘဲကလာလဲသူမပါတဲ့အမတ်တင်ကြတဲ့တွေကဘာအဒစ်တယ်လဲဆိုတာကိုအရင်ဆုံးတူးဆိုကြည့်ဖို့လိုရမယ် ဟုတ်ပြီဤကမေခုံကတော့ဘာတူလဲဖာလဲဆိုတာပဲဒီမေခုံကိုရာစုနှစ်ပေါင်းများစွာအဖြစ်ရှာခဲ့ကြတာပါဒီချမ်းကိုအနက်ဖွင့်ဆိုချက်တီရတော့ဒီတားရဲဆိုတာတကယ်တားရဲဒီရက်ရှန်တကောင်ကိုပြောလာမဟုတ်ပါဘူးသူကတကယ်တော့လူတစ်ယောက်ပါအန်တီခရစ်တူလဲခေါ်ကြရဲ့သူကကဘာကြီးကိုအုပ်စိုးဖို့အတွက်စာတန်စီကနေတန်ခွန်းအာနာပြေဝရထားလက်သူခင်မယ်လို့ purific ပြုထားတာပါဒါကြောင့်ဒီ purific ပြုချက်ဟာကြောက်စရာတတဝါကြီးတစ်ကောင်အကြောင်းပြောနေတာထက်ကမ္ဘာသမိုင်းရဲ့အဆုံးဖြတ်ပေးမယ့်အရေးကြီးဆုံးအချိန်မှာပေါ်လာမဲ့လူသားတယောက်အကြောင်းကိုပြောနေတာဖြစ်ပါတယ်ကျန်းစာမှာဒါလဲကပင်လယ်တွေကနေထက်လာတယ်လို့ဆိုထားတာကိုတတိပြုမိကြမှာပါဒီနေရာမှာပင်လယ်ဆိုတာကစိတ်ဝင်စားဖို့ကောင်းတယ် prophet ပြုချက်တွေမှာပင်လယ်ဆိုတာကတကယ်ပင်လယ်သမုဒ္ဒရာကိုဆိုလိုတာမျိုးထက်မငီမသက်ထိနေတဲ့လူသားမျိုးနွယ်တွေနိုင်ငံရေးရှုထွေးမှုတွေကိုပုံဆောင်တာများပါတယ် ဒါပေမဲ့ဒီကျန်းကိုလေးလာသူတွေကပိုပြီးတိတိကျကျပြောကြတယ်သူတို့ကဒီပင်လဲဆိုတာကမြေသေးပင်လဲကိုညှွှမ်းတာလို့ဆိုပါတယ်ဘာကြောင့်လဲဆိုတော့သမိုင်းတစ်လျောက်က empire ကြီးတွေဖြစ်တဲ့ Egypt, Ashuri, Babylon, Greek, ရောမအားလုံးကဒီမြေသေးပင်လဲဒေတာကိုဘယ်ဟိုပြုပြီးပေါ်ထုံးခဲ့တာလေအဲ့ဒီတော့ prophet ပြချက်အရာနောက်ဆုံး empire ကြီးကလည်းဒီနေရာကနေပဲထပ်ပြီးပေါ်ထုံးလာမယ်လို့ယူဆကြတာပါဒီတားရဲ့အမတ်တရုတ်ကိုပိုပြီးရှင်းရှင်းလင်းသိရဖို့အတွက်ဗျာဒိတ်ချန်တစ်ခုတည်းကိုပဲကြီးလို့မရပါဘူးတခြား prophet ပြုချမ်းနေနဲ့လည်းချိတ်ဆက်ပြီးကြီးဖို့လိုပါတယ် ဥပမာအနေနဲ့တန်ရေးလဲကျမ်းကိုကြည့်လိုက်ပါ prophet တန်ရေးနင်းလက်မိခဲ့တဲ့စက်တုတ်ထသားရဲ့နဲ့ဖြာတဲ့ကျမ်းထဲကရောဟန်မြင်တဲ့သားရဲကြားမှာတူညီမှုတွေအများကြီးရှိနေအောင်ကြွေးရပါလိမ့်မယ်နှကောင်လုံးကကြောက်စရာကောင်းတယ်တန်ခိုးကြီးတယ်ပင်လေတွေကတက်လာတယ်ချိုးဆဲချောင်းစီပါတယ်ပြီးတော့နောက်ဆုံးနိုင်ငံတော်ကိုကိုးစားပြုတယ်ဒါတွေကတိုက်ဆိုင်ဖို့မဟုတ်နိုင်ပါဘူးသူတို့နှစ်ဦးဟာတူတဲ့ဖြစ်ကြောင်းညွှန်ပြနေတာပါ တိုင်းမြင့်ကျန်းစာရဲ့ခြားနေရာဒီမှာလေသူ့ကိုနာမည်မျိုးမျိုးနဲ့ဖော်ပြထားပါသေးတယ်မတရားသောသူပျက်စီးခြင်းရဲ့သားစိုးညစ်သောသူစသဖြင့်ပေါ့နာမည်တွေကွဲပေမဲ့ရည်ညွှန်းတာကတော့တယောက်တည်းပါပဲနောက်ဆုံးသောနေ့မတိုင်ခင်ပေါ်လာမဲ့အဓိကရန်သူတော်ကြီးဖြစ်ပါတယ် ကဲခုနပြောခဲ့တဲ့တာရဲရဲ့အမတ်တင်ကြီးတဲ့ဒီထဲကအရေးကြီးဆုံးတစ်ခုဖြစ်တဲ့ခေါင်းခနှလုံးအကြောင်းကိုဆက်ကြည့်ကြရအောင်ဒီခေါင်းတွေကဂျပန်မဟုတ်ပါဘူးကမ္ဘာအာဏာစက်ရဲ့အချင်းမှတ်တမ်းတစ်ခုလိုပါပဲ ဒီခေါင်းခုနှလုံးကိုစက်တိုက်ပေါ်ပေါက်ခဲ့တဲ့ကမ္ဘာအင်ပါယာကြီးခုနှစ်ခုအဖြစ်အတိပ္ပယ်ဖွင့်ကြပါတယ်အဲ့ဒါတွေကတော့ Egypt, Ashuri, Babylon, Medo Persia နဲ့ Greek တို့ပါဒီငါးခုကဗျာဒိတ်ချင်ရွေးအချိန်မှာကျဆုံးသွားခဲ့ပြီးသားအင်ပါယာတွေပါအဲ့ဒီချိန်မှာယခုရှိသောနိုင်ငံတော်ကတော့စတ္တမအင်ပါယာဖြစ်တဲ့ယောမဖြစ်ပါတယ်ပြီးတော့နောက်မှပေါ်လာမဲ့တတမမြောက်နောက်ဆုံးအင်ပါယာတစ်ခုလည်းကျန်နေသေးတယ်လို့ဆိုပါတယ် ဒေသထမမြောက်နောက်ဆုံးအင်ပါယာတနည်းအားဖြင့်တာရဲ့အုပ်စိုးမဲ့နိုင်ငံတော်ကတော့တိတ်ကြကြမခံဘူးလို့ဆိုပါတယ်သူ့ရဲ့အုပ်စိုးခြင်းကခဏပဲအတိအကျပြောရရင်40နှစ်လသို့မဟုတ်3နှစ်ခွဲပဲကြာမြင့်မှာပါ ခေါင်းခုနှလုံးအကြောင်းဖျောက်ပြီးပြီဆိုတော့ချိုဆဲချောင်းကရောဘာကိုဆိုလိုတာလဲဆိုတာစကြည့်အောင်ဒီချိုဆဲချောင်းကအနာဂတ်မှာပိုလာမဲ့ဖယင်းဆဲပါဒါမှမဟုတ်နိုင်ငံစစ်နိုင်ငံရဲ့မဟာမိတ်အဖွဲ့ကိုရည်ညွှန်းပါတယ်သူကကိုအာနာကိုတာရဲလက်ထဲကိုစန္ဒလျောက်ပဲအဲ့ပြီးသူ့ရဲ့ကမ္ဘာလုံးဆိုင်ကနိုင်ငံတော်ရဲ့အဓိကအင်ဟာစုဖြစ်လာကြမှာဒီနေရာမှာအရေးကြီးတဲ့အချက်တစ်ခုရှိပါတယ်တချို့ကဒီချိုဆဲချောင်းကိုရှေ့ရောမအင်ပါယာကဘယင်လေလို့အတိတ်ပဲဖွင့်ကြတယ်ဒါပေမဲ့ဒီချောင်းကိုလေ့လာသူတွေကအဲ့ဒီလိုမဟုတ်ဘူးလို့ဆိုပါတယ်အကြောင်းကတော့အဲ့ဒီလိုသာဆိုရင်ဒီ purified future ကအတိတ်မှာပဲကြံခဲ့ပြီးလက်ရှိကာလနဲ့သက်ဆိုင်တော့မှမဟုတ်လို့ပါပဲဒါကြောင့်ဒါဟာအတိတ်ကအကြောင်းမဟုတ်ပဲအနာဂတ်မှာပေါ်လာမဲ့နိုင်ငံရေးမဟာမိတ်အဖွဲ့တစ်ခုကိုညှို့ဆိုနေတာလို့သူတို့ကယုံကြည်ကြပါတယ်ဒါဆိုရင်မေးစရာရှိတာကလူတစ်ယောက်ကတကဘာလုံးကိုသူနောက်လိုက်လာအောင်ဘလို့လုံးပါလဲဘလို့နီးနဲ့အားလုံးကိုသူအောက်မှာဒူးထောက်ဆင်ပါလေကျင်းစာထဲမှာတော့အဲ့ဒီအဖြေကိုအမခန်းဖြည့်အိတ်ကြီးတစ်ခုနဲ့ချစ်ဆက်ပြထားတာပါဆလန်ကအဒီလိုပါသူ့ရဲ့ခေါင်းတစ်လုံးကတဲလောက်တဲ့တန်ရာရသွားတယ်လို့ဆိုပါတယ်ဒီနည်းပြောရရင်သူ့ရဲ့အာနာစသူ့ရဲ့ empire ကလုံးဝပြည့်စည်သွားလို့ဖြစ်သွားတာပါ ။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအားလုံးကိုအံ့အားသင့်သွားစေတဲ့အရာတစ်ခုဖြစ်လာပါတယ်။
အဲ့ဒီတေလောက်ကဒဏ်ရာကပြန်ကောင်းသွားတယ်ဆိုတာပါပဲလုံးဝမဖြစ်နိုင်ဘူးလို့ထင်ထားတဲ့အရာကနေအန်ဖွယ်တမျှပြန်လဲရှင်းတန်းလာတာပါ ဒီဖြစ်ရဲ့ကြောင့်တကဘာလုံးကအန်အောတုံလို့သွားပြီးသူ့နောက်ကိုလိုက်ကြပါတော့တယ်သူ့ကိုအာနာပေးတဲ့နကတနည်းအားဖြင့်စာတန်ကိုပါကိုးဝယ်လာကြတယ်ပြီးတော့ဒီသားရဲနဲ့ဘသူတူနိုင်မလဲလို့တောင်ကြီးကြော်ကြပါတယ်သူကတာမန်ခေါဆောင်တယောက်မဟုတ်တော့ပဲကဲတင်ရှင်တယောက်လို့ကိုးဝယ်ရဖျားချစုလို့ဖြစ်သွားပါတော့တယ် သူ့မှာအကျွဲမဲ့အာနာရှိတယ်တကဘာလုံးကသူ့ကိုကိုးကွယ်တယ်ဒါပေမဲ့ဒီဇလန်ကဒီမှာမဆုံးပါဘူး Prophet Future ရသူ့ရဲ့အောက်ဆုံးမှုဟာရှောင်လဲလို့မရတဲ့ကြာဆုံးခြင်းနဲ့ပဲအဆုံးသတ်ရမှာပါနောက်ဆုံးမှာတော့သူနဲ့သူ့ရဲ့စစ်တပ်တွေကပြန်လဲကြွလာတဲ့ခရစ်တော်ကိုစစ်တိုက်ဖို့စုယုံကြပါတယ်ဒါပေမဲ့အဲ့ဒီတိုက်ပွဲမှာပဲသူနဲ့သူ့ရဲ့မဟာမိတ်ဖြစ်တဲ့မစ္စာ Prophet ကိုအရှင်လက်လက်ဖန်ဆီးမိသွားပါတယ်အဲ့ဒီနောက်မှာတော့သူတို့နေအောင်လုံးကိုထာဝရမီအိမ်ထဲကိုဖြစ်ချပြီးတရားစီရင်ခြင်းခံရမှာဖြစ်ပါတယ် ကျမ်းစာထဲမှာဒီအကြောင်းကိုရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်။တားရဲသည်အဖမ်းခံရ၍သူ၏ရှင်း၌နိမိတ်လက္ခဏာပြသောမိစ္ဆာပရောဖက်လည်းအဖမ်းခံရ၏ထို့သူနှစ်ဦးတို့သည်ကန့်လောင်သောမိအိမ်ကျဲတို့အရှင်လက်လက်ပြစ်ချခံရကြ၏ဒါဟာသူ့ရဲ့လက်ဖြားမှုတွေအာနာစက်တီအားလုံးရဲ့အပြည့်တိုင်အဆုံးသတ်ပါပဲ ဒီလိုအသေးစိတ်ကြတဲ့ Prophet Future တူကိုကြည့်ပြီးတဲ့နောက်မှာတော့ကျွန်တော်တို့အားလုံးစဉ်းစားစရာမေးခွန်းတစ်ခုကျန်နေပါတယ်။ဒါရီအားလုံးကအနာဂတ်မှာတလုံးတစ်ပါတာမကြံတကယ်ဖြစ်လာမယ့်အဖြစ်ပြက်တယ်လား။ဒါမှမဟုတ်လူသမိုင်းတစ်လောက်မှာအမြဲရှိနေခဲ့တဲ့မကောင်းမှုရဲ့သဘောတဘာဝနဲ့သူ့ရဲ့ရှောင်လဲမရတဲ့အဆုံးသက်အကြောင်းကိုပြောပြနေတဲ့အားကောင်းတဲ့ပုံဥပမာတစ်ခုများလား။ဒီအဖြေကတော့တဦးချင်းစီရဲ့ယုံကြည်မှုနဲ့အတိတ်ပြဖွင့်ဆိုပုံပေါ်မှာပဲမူတည်နေမှာပါ။